စာရေးသူဆရာကြီးဆရာနေမျိုး BA ကုသိုလ်ရေးသားပေးထားပါတော့အင်ချမ်းမြေအယောင်းအဝယ်နဲ့မြေချမ်းအင်ချမ်းအတိုက်အခိုက်များရှိပါကကိုတင်ချမ်းဝင်ခဲ့စဉ်တုန်းကရရှိခဲ့ပြီးအစွမ်းတတ္တိဒုမြတ်နဲ့အမခန့်အကျိုးပေးတဲ့ဂါထာတဘောလို့မြည်ရတဲ့ဂါထာမန္တန်လက်ဆောင်လေးပဲဖြစ်ပါတယ်ပဲခူးမြို့ရဲ့ရှေ့ဘက်9မိုင်အကွာမှာတနက်ပင်မြို့လေးတည်ရှိပါတယ်တနက်ပင်မြို့ပိုင်းအုံနယ်ကြီးရွာနီခမဲပြင်ဖေရကအဲ့ဒီနေတဝိုင်းမှာတကုတ်ကြီးတဲ့ဈေးကြီးတဆူဖြစ်ပါတယ်ထို့ပြင်ခမဲပြင်ဖေရကိုစောင့်ရှောက်တဲ့ဘဘိုးကြီးမောင်9ရက်သားသမီးများရန်တရကင်းရှင်းရေးအယောင်းဝယ်ကောင်းစေရေးရာထူးတို့နိုင်ငံရခြားခီးသွားစတဲ့လူမှုဒုက္ခများကိုကူညီနိုင်တယ်လို့အယူဆရှိသူများကြောင့်အဲ့ဒီနေမှာတော့အလွင့်ကိုအင်မတန်မှထင်ရှားကြော်ကြပါတယ်ခဲမပြင်းဖျားမှာ9မိုင်ခန့်အကွာမှာထာဝကြီးရွာနဲ့တန်တင်းကြီးရွာဆက်ဆက်လျက်တည်ရှိပါတယ်အဲ့ဒီကြီးရွာနှစ်ခုအကြားမှာတင်ញိုင်ပါတင်ញိုင်ရဲ့အဝင်ဝမှာဈေးဒီငယ်တဆူရှိပြီးတော့ညာဘက်ချက်မှာဈေးရဟောင်းတစ်ခုဘဲဘက်ရွရွလောက်မှာတော့ကံမြေတုထားတဲ့ကံဟောင်းတစ်ခုနဲ့အုပ်ဆိုင်နေသောတရက်ပင်ကြီး9ပင်ကိုကိုပင်ညောင်ပင်မျိုးပြီးတော့တွဲလွဲကြနေသောညောင်မုတ်စိတ်မြောင်2ပင်3ပင်ခန့်နဲ့ထမ်းပင်5ပင်တို့ဟာခိုင်းလွေယုံတပင်နဲ့တပင်တွဲလို့ကွဲပြီးပေါင်နေပုံနဲ့ဘေးဘက်လည်းကွင်းကြီးများမှဖြတ်တိုက်လာသောလေအရှိန်ဟုံးကြောင့်တစ်ချက်မှာတည်ရွက်ထရွက်များပွတ်တက်ပြီးတရွှေရွှေအတန်းများအဆက်မပြတ်ကြာနေရတတ်ပါတယ်အဲ့ဒီတင်ញိုင်းနဲ့ပတ်သက်လို့အနီးနားကလူငယ်တချို့ကိုစုံစမ်းကြည့်လိုက်ပါတယ်ဆရာကြီးညဘက်7 နာရီကျော်ရင်အဲ့ဒီဘက်ကိုအရက်မွန်းသမားတောင်ဖြတ်မသွားဘူးဗျညနေနွားသိန်းနောက်ကြလို့အဲ့ဒီဘေးကဖြတ်မောင်းရင်နွားတွေလန့်ပြီးတော့ထားခုံလို့ထိမ့်မရသိမ့်မရဖြစ်လွန်းလို့အဲ့ဒါလေကွင်းဘက်ကဖြတ်မောင်းပြီးတော့ရွာကိုပြန်ဝင်ရတာဗျရှင်းမီနောက်မီအတော်ကြီးတယောက်သူ့ရဲ့နာမည်ကမနီဒေါ်ကြီးမနီသူကရွာဆွမ်းမှာနေပါတယ်သူပြောပြတာကညတကောင်တော့ကျုပ်အလေးသွားခြင်းလို့ကျုပ်လင်ဥလွင်ကိုနှုတ်ပြီးတော့အိမ်သာဘက်အလားအဲ့ဒီဘက်ကိုလှမ်းကြည့်လိုက်တော့သကောလောက်ရှိတဲ့မီးလုံးနီကြီးတွေ4-5ခုလောက်တွေ့ရတာပဲအတော်လေးကြောင်ကိုတွေ့နေရတာမယုံရင်ဥလွင်ကိုမေးကြည့်သူကတော့ဒေါ်ကြီးမနီရဲ့တမီးဖြစ်သူမဝင်းထေဖြစ်ပါတယ်လာကွယ်ညတညပေါ့ကိုကြီးရဲ့တရေနိုရေထားတော့ပြီလို့အိုက်တယ်ဆိုပြီးဘေးတကာဖွင့်လိုက်မိတယ်လေးလေးဝင်လာလို့သဘောကျနေမိတာတောင်းလောက်ကြတော့မထင်မှဖိနဲ့အဲ့ဒီတင်ញိုင်ဘက်ကိုကြည့်လိုက်မိတယ်သမီးတို့လိုရွယ်မိန်းကလေးတွေကခုံနေကြတာအဲ့ဒါနဲ့အမေကိုလှမ်းခေါ်နှုတ်ပြီးတော့ပြတာအမေကတကားအတင်းပိတ်ခိုင်းပြီးတော့နောက်ညဘက်တကားမဖွင့်ဖို့တတိပေးထားတာနောက်ဆုံးပြောပြတဲ့သူကတော့ဖိုးမောင်ဖြစ်ပါတယ်မကြခဏသူကတောက်တတ်ပါတယ်ကျွန်တော်သိပြီးတော့မိုးချုပ်လာရင်အဲ့ဒီဘက်ကနီးပေမဲ့ပြက်ပြီးတော့ပြန်မလာရဲဘူးတကားကတောက်ထားတဲ့ရီကလည်းများလူကလည်းတော်တော်လေးမူးနေတယ်မူးပေမဲ့သွားမယ်လမ်းလူအိမ်တရားအကုန်သိတယ်မရေမရိုင်းလျှောက်လာရင်နဲ့တင်ញိုင်နာလည်းရောက်လာရောမင်းသမီးဝတ်စုံနေနဲ့မင်းကလေး10ယောက်မိန်းမကြီး3ယောက်တချင်းဆိုပြီးတော့ကနေတာဗျကျွန်တော်လည်းခလန်းလန်းကရက်ကြည့်ပြီးဘယ်ကတကြံရင်ဖွဲ့ဒီမှာလာပြီးတော့လေ့ကျင့်နေတာလည်းမသိဘူးဘယ်လိုပဲကြည့်ကြည့်မျက်နှာအနှရောက်ပြီဆိုရင်မထင်ရှားသလိုပဲဟိုးရွာထဲရောက်မှမေးကြည့်အောင်မယ်လို့တွေးပြီးရွာကိုပြန်လာခဲ့တယ်ရွာထဲရောက်လို့မေးကြည့်မှဘယ်ရင်ဖွဲ့မှမကဘူးဆိုတာသိရတာပဲကျွန်တော်ကိုလိုက်ပို့တဲ့အဲ့ဒီရွာနဲ့ယင်းဒီကျွမ်းဝင်ပြီးသားဒေါ်ကြီးမနီရဲ့တမတ်မောင်ဝင်းနိုင်ကတော့ဘလို့လဲကိုကြီးဘကိုးကိုပြန်မလားဗျကျွန်တော်ကတင်းញရဲ့အလယ်မှာရှိတဲ့ဈေးကြီးလေးကိုမြင်မော်ကြည့်နေလိုက်တယ်စိတ်ထဲမှာလဲဒါငါနောက်ဆုံးဒိဋ္ဌံဝင်ရမယ်နေရပဲအဲ့လိုတွေးပြီးတော့ကဲဒီညကစပြီးအဒိဋ္ဌံ9ရက်တိဝင်မယ်ကွာသူကဲ့သို့ပြန်ပြောလိုက်ပါတယ်ပထမညနေ6 နာရီတိချိန်မှာတင်းញကိုလက်ရရစ်ပြီးတော့မြေတာတော့ရွတ်ဖတ်ပါတယ်မြေတာပို့ကိုလည်းတကယ်ချမ်းသာစေလိုသောစိတ်နဲ့ထက်တန်စွာအတန်ထွက်ပြီးတော့ပို့ပါတယ်တစ်ပင်ကြီးတွေကိုလည်းလက်နှစ်ဖက်နဲ့တိတိကျကျကင်ပြီးတော့မြေတာပို့ပါတယ်ပြီးတော့မှနေမြေဆောင်နဲ့ဇေဒီဆောင်နဲ့ခမဲပြင်ဘိုးဘိုးကြီးတို့ကိုအထူးမြေတာပို့ခွင့်တောင်းလိုက်ပါတယ်ည9 နာရီမှာဘုရားဇေဒီရဲ့ရာဟုတော်မှာရှင်ဘာတိလခံယူပြီးတော့ခန္ဓာ5 ပါးယုံနာ2 ပါးကိုမြတ်စွာဘုရားကိုပေးအပ်လှူဒန်းပြီး
ကျွန်တော်ရဲ့ဆရာအရှင်မြတ်ကိုတိုင်တေတက်တေပြုလိုက်ပါတယ်မေတ္တာကမ္မထံကိုလှိုက်လိုက်လေးပို့လွှတ်နေပါတယ်ည7 နာရီအချိန်လောက်မှာတော့အရဟံလို့အတန်ထွက်ပြီးတော့ပဋိစတင်စိတ်ဖြစ်ပါတယ်ခွေးဥဒံများကြားရတယ်တိတ်မကြလိုက်ပါနောက်ကျောဘက်တလန်လောက်လို့ထင်ရတဲ့နေရာကတပြက်စီးလဲနေလိုမျိုးအတန်တွေကြားပြန်နေအရဟံကိုအတန်ပိုကြအောင်လို့ရွတ်ပြီးတော့စိတ်လိုက်ပြန်နေဘေးဘက်ခလန်းလန်းနားလောက်ကနွားတွေမျက်စားနေလိုမျိုးတဖြုတ်ဖြုတ်တန်တွေကြားပြန်နေအာတင်လို့ပတိကိုလက်နဲ့တင်းနေအောင်ကန်ပြီးအရဟံမြတ်စွာဘုရားလို့ရွတ်ပြီးတော့ခက်မြန်မြန်စိတ်နေမိတယ်စိတ်ရင်မောပြီးတော့ငြိမ်သွားချိန်မှာတော့တဟင်းဟင်းနဲ့ညီးတန်းရှည်ကြီးကိုကြားသဖြင့်အလိုလျောက်ကျွန်တော်ရဲ့သပင်များထောင်လာပြီးကြက်တီးမွေးညင်းများထလာခဲ့ပါတယ်ထိုချိန်မှာတော့အတိစိတ်မှာငါရဲ့အသက်ငါရဲ့ခန္ဓာငါကိုယ်ပိုင်မရှိမြတ်စွာဘုရားကိုဆွန့်လွတ်လူထမ်းပြီးဆိုတော့အတွေးကိုသွင်းယူပြီးတော့ဆရာအရှင်မြတ်ရဲ့မေတ္တာဓာတ်ပညာဓာတ်များငါရဲ့ခန္ဓာကိုယ်တစ်ခုလုံးပြည့်နှံ့ပါစေတည်းပြည့်နှံ့ပါစေတည်းလို့မှတ်ယူလိုက်တော့မှတုံ့လို့မှုများပျောက်ချင်းမလားပျောက်သွားခဲ့ပါတယ်မေတ္တာပုဂ္ဂိုလ်လည်းမိမိသက်သာကြည်ကြည်လောင်လောင်ပို့တာဖြစ်ပါတယ်ညတနာရီကြောအချိန်ခန့်မှာတော့အသားပုတ်နှံများအသက်ရှူလို့မရတော့အောင်နှံလာပါတယ်မခံမရနိုင်အောင်ဖြစ်လာလို့အသက်ကိုအောင်ပြီးစိတ်ကိုတင်းလို့မထားတဲ့ပဋိစိတ်နေလိုက်တယ်တင်းခံရအောင်တင်းပြီးလို့နေပြီးတော့မှအသက်ပြန်ရှူမိတဲ့အခါမှာနနွင်းအနှံများလှိုင်းထပြီးတော့နှံလာပြန်နေအထက်ပါတိုင်းအသက်အောင်ပြီးတော့ပဋိစိတ်လိုက်တော့မှပျောက်သွားပြန်နေရီမမသိညီတမ်းမမသိအတန်များတိုးရမှကျေလာခဲ့ပြန်နေည2 နာရီခန့်အချိန်လောက်မှဆရာရှင်မြတ်ထံကိုစိတ်ကိုညှို့သွင်းပြီးတိုင်တေသမှုအကျဉ်းချင်းပြုလိုက်တော့မှကဲလိုက်ဆိုတော့ကြည်လင်ပြတ်သားပြီးတော့ဩဇာရှိတဲ့တန်ကိုကြားရတော့မှစိတ်နှလုံးကြည်လင်ပြီးတော့ငြိမ်သွားခဲ့ပါတယ်။အိုကတေတိကေကရဏနဝကမံအဟံသာနာမိအနတ်အဓိပ္ပာယ်ကတော့အိုအန္တရာယ်ကင်းစေတည်းကတေတိချုပ်ချယ်ပြင်းမာပြီဂတေတိချုပ်ချယ်ပြင်းမာပြီကေကရဏဘယ်အကြောင်းကြောင့်ကတေတိချုပ်ချယ်ပြင်းမာပြီအဟံငါသည်နဝကမံအလုတ်တဲ့အလောက်ကိုင်းကိုသာနာမိတိအဲ့ဒီခါရာကိုလိုက်ဆိုရင်းနဲ့အလွတ်ရပြီးဆက်ဆိုလိုက်ပါတယ်ထိုချိန်မှစတင်လို့အတန်များအနံများလုံးဝမနှံမကြတော့ပါဒုံခုတ်တန်ကြားရတဲ့အထိဘာမှထူးခြားမှုမရှိတော့ဘိုးစင်လင်းကန်ဒီအချိန်ကျမှအမျှဝေလိုက်ပါတယ်ဒုတိယညမှာလည်းပြီးခဲ့သောညကဲ့သို့ပြူမြဲတိုင်းဝေပြုပြီးတော့မနေ့ညကရွေးဆိုတဲ့ဂါထာကို9 ခေါက်အတန်ထွက်ပြီးပဋိစပြီးတော့စိတ်ပါတယ်ည7 နာရီခန့်လောက်ခန္ဓာကိုယ်ကိုပြင်ထိုင်ပြီးတော့ကြောနဲ့ဇက်ကိုအညောင်ဖြေနေစဉ်မှာညာဘက်အချမ်းကိုမျက်စိဖွင့်ပြီးတော့ကြည့်နေမိလိုက်တယ်ကျွန်တော်ရဲ့ညာဘက်ဇေဒီရှိမှာဘုရားကိုကြောပြီးလှည့်ထွက်သွားတဲ့လူကြီးတယောက်သူတယောက်တည်းရှိနေတယ်လို့ကျွန်တော်ကိုပဲမတွေ့တယ်လို့နဲ့သူ့လို့ကိုလို့စိတ်ထဲမှာမှတ်ပြီးပဋိစိတ်နေလိုက်ပါတယ်ဝိတ္တရားညက်ခန့်အကြမှာတော့လုံးညံ့ညင်သားပြီးခေဟောင်းမြမဂီတတန်လို့ထင်ရတော့ဒုတိယတန်လေးမကြားတစ်ချက်ကြားရပြီးတဲ့နောက်အရှင်သာပို့တဲ့မြစ်တာကြောင့်ကျမ်းမာချမ်းသာ၍ကျွန်တော်တို့အားလုံး၏ခန္ဓာများလေနွေးတိုက်ခိုက်သလိုအေးစိမ်ပြီးပူလောင်မှုမရှိအပူဓာတ်မရှိချမ်းသာစွာနေရလို့အရှင်သာပေါ်မှာ9 ပြည့်မျိုးရှိရင်ကြေပါစေ10 ပြည့်မျိုးရှိရင်ကြေပါစေကျွန်တော်တို့ဇီဝိမကြွေးစေရန်ခွင့်လွှတ်တော်မူပါယံကျွန်တော်တို့အားလုံးကဥညွတ်ပြီးတောင်းပန်အပ်ပါသည်အရှင်သာအဲ့ဒီအတန်ဟာကျွန်တော်ရဲ့စိတ်ထဲမှာကြောက်လန့်ခြင်းမရှိနှလုံးသားထဲမှာရှင်နေပါတယ်ကျွန်တော်လည်းကြည်ပါသည်ဒီကံပါသည်ခွင့်လွှတ်ပါသည်ဟုအတန်ထွက်လို့ပြောပြီးတော့ပြုခဲ့သမျှဒါနသီလဘာဝနာသေစာအဋ္ဌဌာန်များကိုအမြဝေလိုက်ပါတယ်အဲ့ဒီချိန်ကစတင်ပြီးတော့9 ရက်တင်းပြည့်တဲ့နေ့ထိဘာအတန်ဘာအနံ့မှမရတဲ့ပြင်လေတိုက်တန်တော့ပြင်းမကြတော့ပါ
ကိုတင်ချိုင်းဒိဋ္ဌံပြီးတဲ့ဖြင့်ဘကိုးကိုပြန်ခဲ့ပါတယ်ခရီးရောက်မဆိုင်ဆရာကျွေးတော့တော်မလို့ကုညီပါဦးအဲ့လိုကုညီတောင်းတဲ့ဖြင့်ရော့အဲ့ဒီဂါထာကိုရွတ်ပြီးတော့သွားတောင်းညနေဘက်ရောက်တော့ကျေးဇူးပဲဆရာရေအကျွေးတွေပြန်ရလာပြီဆိုတော့တရင်ကောင်းကြားခဲ့ရပါတယ်နိုင်ငံခြားခရီးအမှုကိစ္စမှန်သမျှအိမ်ချမ်းမြေအယောင်းဝဲကိစ္စစေတနာပစ္စည်းအယောင်းဝဲကာအယောင်းဝဲမြေချမ်းအိမ်ချမ်းတိုက်ခိုက်မှန်သမျှဒီဂါထာကိုခုနှစ်ခေါက်ရွတ်ပြီးတော့ပြုလုပ်ရုံနဲ့အောင်မြင်တာတွေလက်တွေ့တွေ့မြင်ခံစားရတယ်ဆိုတာကိုတင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့နောက်ဆင်သူမိတ်ဆွေတယောက်ချင်းစီတိုင်းနဲ့ဇာတ်သူဆရာကြီးကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်းဟုတ်ကဲ့ပါစာအုပ်စာပေဖတ်ရှုပြီးဘုဟုတုဒရှာဖွေရတာဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရေလူကြီးဘိုးဘွားမိဘဘိန်းတော်တမတော်ကြီးများရေးသားပြုစုထားရခဲ့သောကျမ်းမာရေးစိလက်ဆောင်များနဲ့အစွမ်းထက်သောဂါထာမန္တန်လက်ဆောင်များကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ